နောက်တနေ့မနက်ခင်းမှာတော့နေအောင်ကြီးဟာတစ်ပင်တစ်ကိုင်းတွေကြားကနေလှပစွာထိုးဖောက်ဝင်ရောက်နေပါတယ်။ရွှေရုံလေးဟာတောဆက်ကကစားခွန်းသားကိုလှည့်လဲရင်းကလေးငယ်တယောက်ရဲ့ငိုတန်းကိုကြားလိုက်ရပါတယ်။အဲ့ဒီကလေးလေးဟာမောင်မောင်ဖြစ်ပါတယ်။မောင်မောင်ဟာသူ့အချစ်ဆုံးဖြစ်တဲ့ရောင်စုံစကပူးစွန်လေးတစ်နှစ်အမြင့်ကြီးပေါ်မှာညှိနေလို့ဝမ်းနဲ့ပလက်ငိုကြွေးနေတာပါ။ရွှေရုံလေးဟာမောင်မောင်ရဲ့စိတ်မကောင်းဖြစ်နေတဲ့မျက်နှာလေးကိုမြင်ရတဲ့အခါမှာအယမ်းပဲကူညီခြင်းစိတ်ပေါ်လာပါတယ်။ဒါပေမဲ့ရွှေရုံလေးဟာတစ်ပင်မော်ကိုတော့မတက်နိုင်ပါဘူး။ဒါကိုရွှေရုံလေးကအလျော့မပေးပဲသူ့ရဲ့တငယ်ချင်းရှစ်လေးကိုအမြန်သွားခေါ်လိုက်ပါတယ်။ရှစ်လေးဟာရွှေရုံလေးရဲ့အကူလီတောင်းမှုကိုဝမ်းမြောက်ဝမ်းသာလက်ခံပြီးတစ်ပင်ပေါ်ကိုဖြတ်ခနဲတက်သွားခဲ့ပါတယ်။ရှစ်လေးဟာစွန်ကြိုးလေးကိုမပြတ်အောင်ဂရုတစိုက်နဲ့ဖြီးပေးလိုက်တဲ့အခါမှာတော့စွန်လေးဟာလေထဲမှာကြွေးရွေးနဲ့မြေပြင်ပေါ်ကိုကျဆင်းလာပါတယ်။မောင်မောင်ဟာသူ့ရဲ့စွန်လေးကိုပြန်ရလို့အယမ်းမေဝမ်းသာသွားပြီးမျက်ရည်တွေကိုတုတ်ကပြုံးလိုက်ပါတော့တယ်။မောင်မောင်ဟာဘေးနားမှာရှိနေတဲ့ရွှေရုံလေးကိုကျေးဇူးတင်တဲ့အနေနဲ့သူ့အိတ်ထဲမှာပါတဲ့မုံလာဦးနီလေးတစ်ခုကိုပေးလိုက်ပါတယ်။ရွှေရုံလေးဟာမုံလာဦးနီကိုမြင်ရှက်စွာစားသုံးရင်းသူ့တပားကိုကူညီရခြင်းရဲ့အရာသာဟာဘလောက်တောင်ချုံမြင့်တယ်လဲဆိုတာကိုနားလည်သွားပါတယ်။မောင်မောင်နဲ့ရွှေရုံလေးတို့ဟာတငယ်ချင်းတွေဖြစ်သွားကြပြီးတယောက်ကိုတယောက်ပြုံးပြနှုတ်ဆက်ထဲကြပါတယ်။ရွှေရုံလေးဟာမောင်မောင်ရဲ့ပျော်ရွှင်နေတဲ့ပုံရိပ်လေးကိုကြည့်ရင်တောအုပ်ထဲကိုပြန်လဲဝင်ရောက်ခဲ့ပါတယ်။လမ်းတစ်လျှောက်မှာလည်းသူဟာတချင်းလေးတွေကိုတူးတူးလေးဆိုရင်းနောက်ထပ်ကူညီစရာအလုပ်တွေကိုရှာဖွေနေခဲ့ပါတယ်။ဒီလိုနဲ့ရွှေရုံလေးရဲ့ဒုတိယမြောက်ကူညီမှုလေးဟာအောင်မြင်စွာပြီးဆုံးသွားခဲ့ပါတယ်။မောင်မောင်ကလည်းသူ့ရဲ့တကယ်ချင်းတွေစီပြန်သွားပြီးထူးဆန်းတဲ့ရွှေရုံလေးအကြောင်းကိုဂုံယူစွာနဲ့ပြောပြနေပါတော့တယ်။